အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုနော့ဖြစ်ပါတယ်ဒီနေ့ဩဂုတ်လ20ရက်နေ့2026ခုနှစ်ဖြစ်ပါတယ်ကျွန်တော်လည်းဗျာမပြောတော့ဘူးဆိုပြီးတော့နေနေတာအခုတော့မပြောလို့မဖြစ်တော့ပြောအောင်မယ်ခင်ဗျားတို့ကမမိုက်တော့ဘူးတော်တော်လေးကိုကြည့်မကောင်းတော့ဘူးတော်တော်လေးကိုတစ်ဖက်သက်ဆန်သွားပြီလို့ပြောရမှာဖြစ်တယ်နော်ဘာဖြစ်လို့လဲဆိုတော့အခုခင်ဗျားတို့လည်းသိတဲ့အတိုင်းပဲလေနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကရုရှားရောက်နေတယ်ရုရှားမှာပူတင်နဲ့တွေ့တယ်ဒီရုရှားရဲ့နိုင်ငံအကြီးအကဲတွေနဲ့တွေ့တယ်ဆွေးနွေးတယ်ပေါ့နော်အဲ့ဒါပြီးတော့ရုရှားသွားတာကိုလည်းရိုးမသွားဘူးဗျာအိန္ဒိယကိုဝင်တယ်နောက်ဟိုဘက်ကနိုင်ငံတစ်ခုကိုထပ်ပြီးဝင်တယ်ဒီတွေ့တယ်ဆွေးနွေးတယ်အလုပ်ကိစ္စတွေစကားပြောတယ်ပေါ့နော်အပြီးတော့လည်းတခါဘယ်လာရုကိုလည်းသွားအောင်မယ်တဲ့ကမ္ဘောဒီးယားကိုလည်းသွားအောင်မယ်တဲ့ပြောတယ်ပေါ့နော်အဲ့ဒီမတိုင်ခင်ကလည်းဟိုတရုတ်တွေသွားတယ်ထိုင်းသွားတယ်လာအိုသွားတယ်ဒီအိန္ဒိယနိုင်ငံတွေအပါအဝင်အာဆီယံနိုင်ငံတွေကိုဒီနိုင်ငံတော်အဆင့်ပေါ့နော်ပတ်သွားနေတာပေါ့အဲ့တော့ခင်ဗျားတို့ကတရားဝင်ဆိုရဆိုတိုင်းထင်တိုင်းလုပ်နေကြတယ်လေဗျာခင်ဗျားတို့အဲ့လိုလုပ်နေတော့ NUG ကဘယ်ခွက်ဆွဲပြီးတောင်းစားရမှာတော့ခင်ဗျားတို့တို့လည်းတနာလိုက်ကြပါဦးခင်ဗျားတို့တရားဝင်ဆိုရတရားဝင်သမ္မတဆိုပြီးတော့ထင်တိုင်းလုပ်နေတာဟိုကောင်တွေကဘယ်ခွက်ကိုဆွဲပြီးသွားတောင်းစားရမှာနည်းနည်းပါးပါတော့ခင်ဗျားတို့လျှော်ပေးလိုက်လေဗျာဟိုလူတွေကငတ်နေပြီနော်အခုလဲလောက်ပြန်ပြီတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကထိုင်းရောက်နေပြန်ပြီထိုင်းမှာထိုင်းပြည်တက်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တယ်ဆွေးနွေးတယ်ကာကွယ်ရေးဝန်ကြီးနဲ့တွေ့တယ်ဆွေးနွေးတယ်ဒီတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကလည်းနိုင်ငံတော်အဆင့်သွားတာနိုင်ငံတော်အဆင့်ဒီတက်မတော်ရဲ့ကာကွယ်ရေးဦးစီးချုပ်အဆင့်နဲ့သွားတာဖြစ်တဲ့အတွက်ဒီကော်စောနီတွေဘာတွေနဲ့ကြိုတယ်ထိုင်းပြည်တက်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တယ်ကာကွယ်ရေးဝန်ကြီးနဲ့တွေ့တယ်တွေ့ဆုံနဲ့ဆွေးနွေးတယ်ပေါ့နော်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မဲ့စစ်ရေးနိုင်ငံရေးအခြေအနေတွေဆွေးနွေးကြတယ်ပေါ့နော်နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတရားဥပဒေစိုးမိုးရေးကိစ္စတွေတွေ့ဆုံကြတယ်ဆွေးနွေးကြတယ်ပေါ့နော်ခင်ဗျားတို့ကတရားဝင်အစိုးရတရားဝင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုပြီးတော့အဲ့လိုတွေလုပ်နေကြတော့ထိုင်းနိုင်ငံရောက်နေတဲ့ NUG ကနေပုံးလက်တို့အပါအဝင်ငစီတို့အပါအဝင်ခွက်ခောက်တွေကဘဲခွက်ဆွဲပြီးတောင်းစားရမှာတော့နော်ဟိုကသူ့အနေနဲ့သူတော့ငတ်နေလို့ကဘာပတ်ဆဲပြီးတော့တောင်းစားနေကြရတာလေခင်ဗျားတို့အဲ့လိုတွေတရားဝင်ဆိုရတရားဝင်သမ္မတတရားဝင်ကာကွယ်ရေးဦးစီးချုပ်ဆိုပြီးတော့အဲ့လိုတွေလုပ်ပြနေတော့ဒီထိုင်းနိုင်ငံရောက်နေတဲ့ NUG အောက်ကဒီနေပုံးလက်တို့ဘာတို့နိုင်ငံရေးခိုးလုံပါတယ်ဆိုတဲ့ကောင်တွေနောက်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဟိုခွက်ခောက်စားနေတဲ့အလူကန်အုပ်စုတွေကဘဲကွက်ဆွဲပြီးတောင်းစားရမှာတော့ခင်ဗျားတို့နည်းနည်းများသွားပြီနော်ခင်ဗျားတို့တရားဝင်ဆိုရတရားဝင်သမ္မတတရားဝင်ကာကွယ်ရေးဦးစီးချုပ်ဆိုပြီးထင်တိုင်းလုပ်နေကြတာနည်းနည်းတော့များသွားပြီမမိုက်တော့ဘူးဗျာနော်အဲ့ဒါလေးလာပြီးဝေမျှပေးတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနော့ဖြစ်ပါတယ်